လူသားများဤတူညီခြင်းနှင့်မတူကွယ်ပြားခြင်းဘုန်းကြီးတို့တွေလူဘဝကိုရောက်ရှိလာကြတယ်လူဘဝနဲ့ပတ်သက်ပြီးတော့မနုဿတ္တဘာဝဒုလဘောလူဘဝဆိုတာအလွန်ရခဲ့တယ်လို့မိန့်ကြားဆုံးမထားတာရှိတယ်လူဘဝရခဲ့တယ်လို့ဆိုတာစဉ်းစားကြည့်မယ်ဆိုရင်လူသားတွေရဲ့မွေးဖွားနှုန်းလူဘဝရရှိနှုန်းနဲ့တခြားသတ္တဝါတွေဥပမာမဲ့ရှည်တဲ့ကငါကုန်းမော်ကအင်းဆက်မျိုးနွယ်တိရစ္ဆာန်တွေရဲ့မွေးဖွားနှုန်းနှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင်လူသားတွေရဲ့မွေးဖွားနှုန်းကလွန်နေတယ်ပေါ့ဒီနေ့ကမ္ဘာမှာလူကြီးတန်း9000လို့ခန့်မှန်းပြီးတော့ပြောဆိုကြတယ်တိရစ္ဆာန်ဥယျာဉ်ကိုခန့်မှန်းပြောဆိုလို့မရနိုင်ဘူး species ဆိုတဲ့ဝမ်းမျိုးနွယ်စုတစ်ခုတောင်မှပဲပြောဖို့အလွန်ခက်ခဲတယ်ပေါ့အဲ့ဒီလိုလောကမှာတတ္တလောကကြီးတစ်ခုလုံးကိုခြုံငုံပြောမယ်ဆိုရင်လူဘဝရခဲ့တယ်ဆိုတာလက်ခံနိုင်ကြအကြောင်းရှိပါတယ်နောက်တစ်ခုကတော့ဗာလဲဆိုရင်ဘုန်းကြီးတို့တွေလူဘဝရလာတယ်ကိုယ်နဲ့အနိကတွေ့ဆုံနေကြတာတွေကလူသားတွေနဲ့အနိကရှိနေတာတွေကတိရစ္ဆာန်လောကကတိရစ္ဆာန်မျိုးစုံပဲဖြစ်တယ်ပေါ့အဲတိရစ္ဆာန်မျိုးစုံနဲ့လူသားတွေနဲ့ရှင်ပြီးတော့ကြည့်ရကွဲပြားခြားနားမှုတွေဘာတွေရှိလဲလို့ဆိုရင်အပေါ်ယံစဉ်းစားကြည့်ရင်ကိုပဲသိနိုင်တယ်ပေါ့လူတွေရဲ့ကာယဗလခန္ဓာကိုယ်တိဆောက်ထားမှုလူတွေရဲ့စွမ်းအားရုပ်ခန္ဓာရဲ့ကြံ့ခိုင်မှုဆိုတာရဲ့တိရစ္ဆာန်ဖြစ်တဲ့စင်ကြီးတစ်ကောင်ရဲ့ခွန်အားဗလကြံ့ခိုင်မှုဒီတစ်ခုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်စင်တစ်ကောင်ရဲ့ခွန်အားဗလကိုလူတွေကမိနိုင်စွာမရှိကြဘူးနောက်တစ်ခါကမ္ဘာပေါ်မှာအပြေးမြန်ဆုံးလို့ပြောရတဲ့ချီတာဆိုတဲ့ကျက်တစ်တစ်မျိုးရဲ့စံမြန်နှုံးကိုလည်းပဲလူတွေဟာတုပြီးတော့သူတို့နဲ့နိုင်အောင်ပြေးနိုင်ဖို့မရှိဘူးငှက်လို့ကောင်းရင်ကိုယ်စွမ်းအားနဲ့ကောင်းရင်ပြန်တက်နိုင်တဲ့ရည်ချင်းလည်းမရှိဘူးရှည်ထဲမှာငါးတကောင်ရှည်တော်ဝါတကောင်ကုခတ်နိုင်တယ်လို့လူတွေဟာလည်းပဲရေထဲမှာသူတို့လိုစွမ်းရည်တတ္တိမျိုးရရှိတယ်ဆိုတာလည်းမရှိဘူးနိုင်ရှင်ကြည့်လိုက်မယ်ဆိုရင်ခွန်အားဗလအရာမှာလူတွေဟာဆင်းကိုရှုံးပေးရတယ်မြန်ဆန်မှုအရာမှာချီတာတို့မြင်းတို့ဆိုတဲ့အကောင်တွေကိုရှုံးပေးနေရတယ်ကောင်းကင်ပြန်တဲ့နိုင်တဲ့စွမ်းရည်မှလည်းပဲငှက်ကိုရှုံးပေးရတယ်မျက်စိမြင်အားမှကြည့်မယ်ဆိုလို့ရှိရင်လည်းဤကဲဆိုလင်းယုံကြီးတွေရဲ့မျက်စိမြင်အားကိုမမှီဘူးရှုံးပေးရပြန်တယ်အဲ့တော့ကြည့်လိုက်မယ်ဆိုရင်လူတွေတဲ့အခြားအရာတွေမှာသားနေကြတယ်သတ္တဝါတွေကဒါဖြင့်လူတွေကတိရစ္ဆာန်သတ္တဝါတွေတဲ့သာလွန်နေတဲ့အချက်ကဘာလဲလို့ဆိုလို့ရှိရင်အသိဉာဏ်ပဲဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်တော့တင်စားပြောရမယ်ဆိုရင်တော့လူရဲ့အုံနောက်ပဲပေါ့အသိဉာဏ်ဆိုတဲ့အုံနောက်စွမ်းရည်ကိုဆင်ကလည်းမမီဘူးအခြားသတ္တဝါတွေကလည်းပဲလူရဲ့အုံနောက်ဉာဏ်စွမ်းဉာဏ်ရည်ကိုမမီဘူးဒါကြောင့်မို့လူတွေရဲ့အစွမ်းအထက်ဆုံးဟာအသိပညာပဲဖြစ်တယ်အဲ့ဒီအသိပညာစွမ်းအားနဲ့ကောင်းကင်ပြန်နေတဲ့တိရစ္ဆာန်တွေကိုလည်းချုပ်ကိုင်းနိုင်တယ်ရေထဲကသတ္တဝါတွေကိုလည်းချုပ်ကိုင်းနိုင်တယ်ကုန်းပေါ်ကသတ္တဝါတွေကိုလည်းချုပ်ကိုင်းနိုင်တယ်ဆိုတဲ့အနေအထားမျိုးရဟာအားကြီးလို့လည်းမဟုတ်ဘူးလင်းမြန်လို့လည်းမဟုတ်ဘူးဉာဏ်စွမ်းတတ္တိကြီးမားလို့ပဲဖြစ်တယ်ပေါ့ဒီတစ်ခုနဲ့ကြည့်လိုက်လို့ရှိရင်လူသားဘဝဟာရခဲ့တယ်ဆိုတာဟာလက်ခံနိုင်ကြတစ်ခုအကြောင်းဖြစ်လာတယ်ပေါ့နော်ဟုတ်ပြီလူဖြစ်လာပြီဆိုလို့ရှိရင်
လူဆိုတဲ့အနေထားအဖြစ်တူညီမှုတွေရှိသလိုမတူညီမှုတွေလည်းရှိတယ်တူညီမှုတွေကဘာကြောင့်တူညီသလဲမတူညီတာတွေကဘာကြောင့်မတူညီသလဲ Unity in diversity တူညီတဲ့အချက်တွေရှိတယ် Unity ဆိုတဲ့တူညီတဲ့အနေထားတွေရှိတော့လဲ diversity ဆိုတဲ့ကွဲပြားခြားနားမှုတွေလည်းရှိတယ်လူမှာအဲ့ဒါကိုမြတ်စွာဘုရားကဓမ္မလမ်းကြောင်းကနေကြည့်ပြီးတော့အဖြစ်ထုတ်ပေးထားတာရှိတယ်ပေါ့နော်လူဘဝကိုဘာကြောင့်ရရှိလာကြသလဲဆိုတဲ့နေရာမှာအမျိုးမျိုးတွေးဆကြတယ်ဟိုလူသားတွေပေါ်ထွန်းလာကအစအချိန်ကလေးကနေတို့လူဘဝဘာကြောင့်ရောက်လာသလဲဆိုတာအကြောင်းရှာကြတဲ့အခါမှာတချို့ကဣတ္တရနေမာနအစွမ်းတကူထက်မြက်တဲ့တကူရှင်ကဖန်ဆင်းလို့လူဖြစ်တယ်လို့အဖြေထုတ်တယ်တချို့ကတော့ရှေးရခင်ကသတ်မှတ်ဖော်ပြထားတဲ့အတိုင်းလူဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်အရာလူဖြစ်တယ်လို့တချို့ကအဖြေထုတ်တာတော့ဘာကြောင့်မှမဟုတ်ဘူးအကြောင်းမဲ့ဖြစ်ချင်လို့ဖြစ်လာကြတယ်ဆိုရင် accidental ဆိုတာလေအဖြေတစ်ခုအနေနဲ့ထုတ်ကြတယ်အဲ့ဒါလို့အဖြေအမျိုးမျိုးထုတ်ကြတဲ့ထဲမှာဘုရားမြတ်စွာကအဖြေထုတ်ပေးတာတော့ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ဒေသနာတော်ကိုအနည်းငယ်သဘောပေါက်အောင်ကြည့်ကြည့်မယ်ဆိုရင်ဘာကြောင့်သရဝအဖြစ်ရောက်ရှိလာသလဲဆိုတဲ့နေရာမှာလူသားတွေမကဘူးသရဝအလုံးဟာဘာကြောင့်ဖြစ်လာရတယ်ဆိုတာပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကိုအကျမ်းပြင်းလေးကြည့်ကြည့်အောင်ဟုတ်မဟုတ်တော့ကိုယ့်အကူစဉ်းစားလို့ရအသိဉာဏ်နဲ့စဉ်းစားရမှာဖြစ်တယ်ယုံကြည်ဖို့ပြောတာမဟုတ်ဘူးစဉ်းစားဖို့ပြောတာဘယ်လိုစဉ်းစားရမလဲဆိုရင်ဘဝဆိုတာဒီဘဝမတိုင်ခင်ယခင်ဘဝဆိုတာရှိခဲ့တယ်ဘာကြောင့်ရှိခဲ့တယ်လို့သိရတယ်လဲလို့ဆိုရင်လူတွေရဲ့မတူကွဲပြားတဲ့အနေအထားတွေဒီဘဝမှာစတင်လာတဲ့အချိန်ကာလတွေရှိနေကြသည့်အတွက်ကြောင့်အကြောင်းမဲ့လောကကြီးမှာဖြစ်ပေါ်လာတာတခုမှမရှိဘူးတစ်ပင်လေးတစ်ပင်ပေါက်လာတာဒီပင်လေးမျိုးစေ့ကြောင့်ပေါက်လာတာဆိုတာထင်ရှားတယ်မျိုးစေ့မရှိဘဲနဲ့အပင်ပေါက်မှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့လူတွေရဲ့အတိတ်ဘဝဆိုတာတင်စားပြောမယ်ဆိုရင်မျိုးစေ့ရှိတယ်ပေါ့အဲ့ဒီမျိုးစေ့ရှိခဲ့တယ်အဲ့ဒါကိုပဋိစ္စသမုပ္ပါဒ်နဲ့ကြည့်ကြည့်အောင်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏလို့ခေါ်တယ်ပါဠိစကားလုံးတွေကိုမြန်မာလိုရှင်းရှင်းပြောမယ်ဆိုရင်အဝိဇ္ဇာဆိုတာလှုပ်သိနာနဲ့မလှုပ်သိနာမသိဘူးမသိအောင်ဖုံးကွယ်ထားတယ်အဲ့တော့လှုပ်သိနာနဲ့မလှုပ်သိနာမသိတာကအဝိဇ္ဇာမသိသည့်အတွက်ကြောင့်ကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်သေချာမသိရင်လူရဲ့တဘာဝဟာကောင်းတာလည်းလှုပ်မှာပဲဆိုးတာလည်းလှုပ်မှာပဲအဲ့ဒီလှုပ်မိလှုပ်ရလှုပ်ခြင်းဟာသင်္ခါရလို့ခေါ်တယ်စကားတစ်ခုနဲ့ပြောမယ်ဆိုရင်သင်္ခါရကိုဒီနေရာမှာကံလို့လည်းခေါ်တယ်တခြားနေရာသင်္ခါရဆိုတာတော့အကြောင်းတရားတွေကပေါင်းစပ်ထားတဲ့အရာကိုသင်္ခါရလို့ခေါ်တယ်ဒီနေရာမှာတော့ကံတရားကိုပြောတာအမှန်မသိလို့လုံးမိလို့ရလှုပ်တယ်လှုပ်တဲ့နာမလှုပ်တဲ့နာမသိလို့လုံးမိလို့ရလှုပ်တယ်လုံးမိလို့ရလှုပ်တဲ့အခါမှာကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်ကောင်းမကောင်းလုံးရက်တွေကြောင့်ဘဝတစ်ခုကရလာတယ်သင်္ခါရပစ္စယဝိညာဏဘယ်ဘဝပဲဖြစ်ဖြစ်သက်ရှိသရဝါတွေမှာပရိသေရိစိတ်ဆိုတဲ့တရေစိတ်လေးရစလာနော်တရေစိတ်လေးရစလူဆိုလို့ရှိရင်ကလလရေချီလို့ခေါ်တဲ့
အဆက်အပြောက်အသေးလေးမိခင်ရဲ့သားအိမ်ထဲမှာစတင်ဖြစ်ပေါ်လာတဲ့အချိန်မှာအဘိဓမ္မာသဘောအရသေးသေးချာချာသေခွဲပြတဲ့အခါမှာအဲ့ဒီထဲမှာဘာတွေနဲ့ဖွဲ့စည်းထားတော့ဆိုကံတရားကဖန်ဆင်းလိုက်တဲ့ဝိညာဏထိုဝိညာဏနဲ့အတူတကွပါလာတဲ့နန္တရားနဲ့ကမ္မဇယုတ်ပေါင်းလိုက်တဲ့အခါကျတော့ပရိသေဝိညာဉ်ဆိုတဲ့စိတ်တရားရဲ့ထိုစိတ်နဲ့အတူတကွရှင်တွဲပြီးတော့ဖြစ်လာတဲ့စေတသိက်တရားတွေရဲ့ရုပ်လို့ဆိုတဲ့ကမ္မဇယုတ်ရဲ့လူတွေရဲ့အခြေခံဖြစ်တဲ့ body လို့ခေါ်တဲ့ကာယပတာရယုတ်ကပေါင်းစပ်ပြီးတော့ထည့်တာ10ခုနှလုံးသားကိုအခြေပြုထားတဲ့ယုတ်က10ခုအမျိုးသားအမျိုးသမီးဖြစ်ပေါ်လာမယ်အခြေအနေတစ်ခုရဲ့ source ဖြစ်တဲ့ဘာဝယုတ်က30အလုံးပေါင်းလိုက်တဲ့အခါယုတ်ပေါင်း30လို့ပြောတယ်အဲ့ဒီကလလရေးကြီးဆိုတဲ့မဲ့ယုတ်ပေါင်း30ကံကြောင့်ဖြစ်ပေါ်လာတဲ့ယုတ်ပေါင်း30အဲ့ဒီယုတ်ပေါင်း30နဲ့အပြန်အလှန်မိကိုပြီးတော့ဖြစ်နေတဲ့တရေစိတ်လေးရဲ့တရေစိတ်ထဲတွဲဖက်ပါလာတဲ့စေတသိက်တွေရဲ့အဲ့ဒါကိုဒီနေရာမှာသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပံလို့ဒီလိုဟောတာဘုန်းကြီးတို့တွေရဲ့ဘဝမှာအစာပြုတ်လာတာဟာကံတရားနဲ့ကံတရားကြောင့်ဝိညာဉ်နဲ့နာမ်ယုတ်ဖြစ်လာတယ်အဲ့ဒီဝိညာဉ်နဲ့နာမ်ယုတ်ကြီးထွားလာတဲ့အခါမှာနာမရူပပစ္စယသလာယတနာဆို sense organ တွေပါလာတယ်မျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်လျှာပါလာတယ်ကိုယ်ကာယ sensation body ပါလာတယ်စိတ်ဆိုတာပါလာအဲ့ဒါတွေကနည်းနည်းယုတ်တည်တွေကနေပြီးတော့တိုးတက်ပြီးတော့ဖြစ်လာတယ်နော်မျက်စိရဲ့အစွမ်းကဘာလို့ဆိုလို့ရှိရင်အပြင်ဘက်မှာရှိတဲ့အဆင်းအာယုန်တွေကိုဖမ်းယူနိုင်တဲ့စွမ်းရည်တတ်တည်ရှိတယ်နားဆိုတဲ့စက္ခုပတာရကအတန်ကိုဖမ်းယူနိုင်တယ်ဥပမာပဲအခုခေတ်ပြောဖို့ရအလွန်နားလဲပါအဝေးကလွှတ်လိုက်တဲ့ရုပ်ပုံနဲ့အတန်ကိုအန္တနာကနေဖမ်းလိုက်တဲ့အခါဒီမှာလာပေါ်တယ်နော်အဲ့ဒါလိုပဲမျက်စိကအဆင်းအာယုန်ကိုဖမ်းယူတယ်အတန်ကိုသောတပတ္တရဆိုတဲ့နားကဖမ်းယူတယ်အနံ့ကိုနှာခေါင်းကဖမ်းယူတယ်အရသာကိုလျှာကဖမ်းယူတယ်ကိုယ်ကာယအထိအတွေ့ကိုကာယပတ္တရဖမ်းယူတယ်ကြံတဲ့အာယုန်တွေကိုမနဆိုတဲ့စိတ်ကဖမ်းယူလာတယ်ဆို sense organ 6မျိုးနဲ့လူသားတွေဟာဘဝတစ်ခုဖြစ်ပေါ်လာဒါလူဖြစ်လာပုံအကြောင်းဒါလူဖြစ်လာပုံပုံစံကိုဖော်ပြတာအမှန်မသိတာကလို့သိနာနဲ့မလို့သိနာမသိတာကအဝိဇ္ဇာမသိလို့လှုပ်တာကသင်္ခါရသင်္ခါရကြောင့်ဖြစ်ပေါ်လာတဲ့ဘဝရဲ့အစကဝိညာဏဝိညာဏနဲ့တွဲဖက်လာတဲ့နာမရူပနာမ်ယုတ်တွဲဖက်လာပြီးတော့တိုးတက်ကြီးပွားလာတဲ့ sense organ လို့ဆိုတဲ့အာယုန်နဲ့ဆက်သွယ်နိုင်တဲ့အင်္ဂါရပ်က6ခုပါလာ6ခုပါလာတော့ပြင်ပအာယုန်နဲ့ဆက်သွယ်မှုတွေဖြစ်လာဆက်သွယ်လာတဲ့အခါစိတ်ပေါ်မှာတိုက်ခိုက်မှုတွေဖြစ်လာအဲ့ဒီတိုက်ခိုက်မှုလေးကိုဖတ်တာလို့ခေါ်တယ်သလာယရဏပစ္စယဖတ်တော့မျက်စိနဲ့အဆင်အာယုန်ဆုံလိုက်ရင်တိုက်ခိုက်လိုက်တယ်တိုက်ခိုက်တဲ့သဘောတရားကဘာလို့ဆိုရင် तू ကအကျိုးတစ်ခုကိုထုတ်လုပ်ဖို့တိုက်ခိုက်တာတာမန်အဖြစ်တော့တိုက်ခိုက်တယ်လို့မထင်ရဘူးမျက်စိထဲမှာအဆင်းအာယုံပေါ်လာခြင်းဟာတိုက်ခိုက်မှုတစ်ခုပဲဆိုပါစို့ဥပမာဘာနဲ့ကြည့်ရမှာလို့ဆိုရင်စီမျက်နှာပြင်ကိုစီတီးတဲ့ဒုတ်နဲ့ရိုက်ခတ်လိုက်တဲ့အခါအတန်ဆိုတာထွက်လာမရိုက်ဘူးဆိုရင်မထွက်ဘူးအတန်အဲ့ဒီရိုက်ခတ်မှုဟာဖတ်တာလို့ခေါ်တာပဲဖတ်တာကြောင့်တစ်ခုဖြစ်ပေါ်လာတယ်အတန်ဖြစ်ပေါ်လာတယ်စောင်းကြိုးနဲ့လက်နဲ့တီးလိုက်တဲ့အခါမှာအတန်ထွက်ပေါ်လာတယ်အဲ့ဒီ
ဒီနှစ်ခုစုံစည်းမှုကြောင့်ဖြစ်ပေါ်တာဖတ်တာရဲ့တိုက်ခိုက်မှုဆိုတာဟာလူသားတွေမှာဘယ်နေရာမှာထင်ရှားတော့ဆိုလို့ရှိရင်အလုံးလည်းကြုံမှုကြလိမ့်မယ်ကိုယ်ရှိလာပြီးတော့တမယာတိဇိဝတိစားမယ်ဆိုလို့ရှိရင်မြင်တဲ့ပုဂ္ဂိုလ်ဟာသူ့လည်းမထိပဲနဲ့ဘာဖြစ်လဲတတွေးစီးလာတယ်နော်တရေရိုးလာတယ်အချင်းစားတာတွေ့ရင်တရေရိုးလာတာဟာတိုက်ခိုက်မှုတစ်ခုပဲလို့သူဆိုလို့တယ်ပေါ့နော်အတန်ထွက်လာတဲ့သဘောအဲ့ဒါဖတ်တာရဲ့သဘောပဲအဲ့ဒါလို့တိုက်ခိုက်လာတဲ့အခါမှာဘာပေါ်လာတော့ဆိုစိတ်ခံစားချက်ပေါ်လာတယ်စိတ်ခံစားချက်ကိုဝေဒနာလို့ခေါ်တယ် experience အတွေ့အကြုံရလာတယ်ဒီအာယုံလေးနဲ့ဆိုရင်ပျော်တယ်ဟိုအာယုံလေးနဲ့ဆိုရင်စိတ်ညစ်တယ်ဒီအာယုံလေးကိုတော့ကြိုက်တယ်ဟိုအာယုံလေးကိုမကြိုက်ဘူးဆိုတဲ့ experience ဆိုတဲ့စိတ်ထဲက mental feeling တွေပေါ်လာတယ်ဒါကိုဝေဒနာလို့ခေါ်တယ်အဲ့ဒီဝေဒနာလေးတွေပေါ်မှာကောင်းတာဆိုတာနှစ်ခုရှိသည့်အတွက်ကြောင့်ကောင်းတာဆိုရင်လူတွေကကြိုက်လာကြတယ်ကြိုက်တယ်နောက်ထပ်ဒါမျိုးပေါ်ခြင်းနဲ့ဆိုတော့ကြည့်တိုက်ခိုက်တာကဖတ်တာပစ္စယဝေဒနာဒီစိတ်ခံစားမှုပေါ်တာကဝေဒနာပစ္စယတဏှာစိတ်ခံစားမှုကိုအကြောင်းပြုပြီးတော့နောက်ထပ်ခံစားခြင်းနဲ့ရရှိခြင်းနဲ့ဆိုတဲ့သဘောတရားပေါ်လာတာကတဏှာအဲ့ဒီလိုတဏှာပေါ်လာတဲ့အခါမှာပေါ်ပြီးရင်သူကပျောက်သွားတာမဟုတ်ပဲနဲ့ရင်ထဲနှလုံးထဲမှာဆွဲလာတယ်ဆွဲလာတာကဥပါဒံဒါမျိုးခဏခဏလိုချင်စိတ်တွေဖြစ်လာဆွဲလန်းလာတယ်မရရင်မနေနိုင်တဲ့သဘောဖြစ်လာကွမ်းကြိုက်တဲ့လူကကွမ်းမစားရရင်မနေနိုင်သလိုပဲသူကဆွဲလန်းမှုဘိန်းဆွဲတဲ့လူကလည်းဘိန်းမရှိရရင်မနေနိုင်သလိုဆွဲလာလိုက်တာအဲ့ဒါကိုဥပါဒံလို့ခေါ်တဏှာပစ္စယဥပါဒံအဲ့ဒါလို့ဆွဲလန်းလာတော့ရပ်သွားလာလို့ဆိုမရဘူးဥပါဒနာပစ္စယဘဝဆွဲလန်းလာတဲ့အခါမှာဘဝတစ်ခုတိဆောက်ဖို့ရအလုပ်တွေလုပ်လာရှားခြင်းနဲ့စိတ်နဲ့လုပ်တယ်နော်ရဖို့ကြိုးစားလာတယ်ဘဝတစ်ခုတိဆောက်ဖို့ကြိုးစားလာတယ်အဲ့ဒါကိုကမ္မဘဝလို့ခေါ်တယ်တိဆောက်လိုက်လို့လုပ်တဲ့အတိုင်းဖြစ်လာတဲ့အခါကျတော့ဘဝပစ္စယဇာတိအခုလိုဘဝတစ်ခုပြန်ရလာပြန်တယ်လို့ဆိုတယ်ဒါကတရားဝါတွေမြည်သည့်တရားဝါပဲဖြစ်ဖြစ်ဒီပုံစံနဲ့စလာတယ်လို့ဆိုတယ်နော်ဒီပုံစံနဲ့စလာဇာတိဆိုတာမွေးဖွားခြင်းဆိုတာဖြစ်လာဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ဒီပုံစံနဲ့လာတာဟုတ်မဟုတ်ကိုယ့်အကိုခံစားနားလဲကြည့်လိုက်နော်ခံစားနားလဲကြည့်အခုအတိတ်ဘဝကိုမသိပေမဲ့လို့မိခင်ဝါနဲ့မှာသရေတီးတယ်သရေတီးပြီးတော့တဖြည်းဖြည်းမျက်လုံးမျက်စိနာနာလျာကာယတွေပါလာတယ်ဒါတွေသိကြတယ်အဲ့ဒီကနေပြီးတော့မျက်စိရှိလို့မြင်စရာအာယုံကိုမြင်နေနားရှိလို့ကြားတယ်ဆိုတာတွေလည်းသိကြတာမျက်စိကြောင့်အကျဉ်းချင်းစိတ်ထဲမှာတိုက်ခိုက်မှုတွေပေါ်လာတယ်ဖတ်တာတိုက်ခိုက်မှုကြောင့်စိတ်ခံစားမှုတွေပေါ်တယ်ဝေဒနာကြောင့်လိုချင်တာပေါ်လာတယ်တဏှာဆွဲလန်းမှုတွေပေါ်လာတယ်ဥပါဒနာဆွဲလန်းမှုကြောင့်ရလိုမှုနဲ့ကြိုးပမ်းအထောက်မှုတွေပေါ်လာတယ်ကမ္မဘဝရလာတဲ့ဇာတိဆိုပြီးတော့ဘဝတစ်ခုဟာဒီပုံစံနဲ့ရလာဒါကဘဝတစ်ခုရရှိလာဖို့ပြိဿသောဥပ္ပမှာရှင်းပြတာဟုတ်ပြီဘဝတစ်ခုရလာတဲ့အခါမှာအတွေ့အကြုံတွေကဘာတွေရှိလဲဆိုဇာတိဆိုတာရလာပြီးရင်စရာဥမင်းခြင်းမရဏနောက်ဆုံးသိဆုံးရခြင်းလူတိုင်းဟာ getting older and older တနေ့ပြီးတနေ့ညင်းလို့မရဘူးနော်ညင်းလို့မရဘူးဘုန်းကြီးတို့ဆိုခု80နဲ့9ဒီဆရာတော်ဘုရားကြီးဆိုရင်90ကျော်လာနော်ညင်းလို့ရလားမရအနှစ်များလာလေဒီအိုမင်းချင်းဆိုတာဖြစ်ပေါ်လာတာရှောင်တိန်လို့လည်းမရဘူးဘာလူမျိုးမှုရှောင်တိန်လို့လည်းမရဘူးဘာဘာသာဝင်မှုလည်းရှောင်တိန်လို့လည်းမရဘူးအားလုံးဟာ unity တူညီနေကြတယ်တော်ဒီအချက်မှာလုံးဝတူတယ်နော်မွေးဖွားလာရင်အိုမယ်နောက်ဆုံးသိဆုံးမယ်
ဒီအချက်ဟာလုံးဝတူညီတယ်ဒါဖြင့်အဲ့ဒီနောက်ဆွဲကနေဖြစ်ပေါ်လာတဲ့အရာတွေကဘာလို့ဆိုရင်သောကကိုယ်ပိုင်တဲ့ပစ္စည်းဆုံးရှုံးမှပူရတယ်ဆုံးရှုံးသွားရင်လည်းစိတ်သောကရောက်ကြတယ်ကိုယ်ဆွေတွေမျိုးတွေတစ်ခုဖြစ်ရင်လည်းစိတ်သောကရောက်ကြတယ်သားရီသမီးတွေခုဖြစ်ရင်လည်းစိတ်သောကရောက်တယ်ဆွေတွေမျိုးတွေစိတ်သောကရောက်ပြီးမထိန်နိုင်လို့ရှိရင်ပရိဒေဝငိုချပြန်တယ်မျက်ရည်ကျပြန်တယ်ဟောကာယိကဒုက္ခနေမကောင်းထိုင်မသာတဲ့အခါဟိုနာနာဒီနာနာဘက်တက်တို့ဟက်တက်တို့ဘက်ကက်တို့ဆိုတာကြောအောင်တာတို့ခေါင်းဟာခဲတာတို့နော်သွားကြိုက်တာတို့ဖြစ်လာကာယိကဒုက္ခစိတ်ထဲမှာအလိုမကျလို့စိတ်ညစ်ရတယ်ဒေါမနတဒေါသထွက်လို့စိတ်ပင်ပန်းတယ်ဥပါယတဘဝရောက်လာတဲ့အခါမှာဒီအခြေအနေဆိုးတွေဟာလူတွေကြုံတွေ့ခဲ့ရတဲ့ကြုံတွေ့နေကြတဲ့ကြုံတွေ့လက်တံအခြေအနေဆိုးတွေဒါဖြစ်တယ်ဒါကိုမတွေ့ဘူးပါဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာငြင်းချက်ထုတ်လို့မရဘူးတရားအားလုံးဟာတူညီတဲ့ unity ဆိုတာဒီအချက်တွေမှာလူတွေဟာအလုံးတူးနေကြနောက်ဆုံးမှာပရိစ္ဆသောဘတ်မှာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမုဒယောဖြစ်လာတဲ့အရာတွေဟာအားလုံးခြေနှက်เสียမကောင်းတဲ့အကြောင်းတွေနဲ့အကျိုးတရားတွေသာဖြစ်တယ်အားလုံးဟာငါလို့ပြောစရာလည်းမရှိဘူးငါဟာလို့ပြောစရာလည်းမရှိတော့ဘာကြောင့်လို့ဆိုရင်တဘာဝ process ကြီးတစ်ခုဖြစ်သွားတဲ့သဘောပဲသစ်ပင်တစ်ပင်မှာအပင်ပေါက်အမြင့်ထွက်တာကနေစပြီးတော့နောက်ဆုံးမှအသီးသီးထီအောင်သူ့မှာ process ရှိဖြစ်စဉ်တစ်ခုရှိမျိုးစိတ်လေးကိုမြေနဲ့ရေနဲ့တွေ့ပေးလိုက်တဲ့အခါမှာအမြင့်ကလေးဆင်းလာတယ်အမြင့်ကလေးဆင်းလာပြီးတော့အညောင်ကလေးထွက်လာတဖြည်းဖြည်းအညောင်လေးကအရွက်လေးတွေကိုင်ခက်လေးတွေထွက်လာတယ်ရာသီဥတုအားလျော်စွာစီဇန်အားလျော်စွာအပွင့်တွေပွင့်လာတယ်အသီးတွေသီးလာတယ်ဟောတာတစ်ပင်တစ်ပင်ရဲ့ process ပဲအဲ့ဒါလိုပဲလူတော်တဦးရဲ့ process ကလည်းပဲဒီပုံစံအတိုင်းကိုရှင်းပြဒါကြောင့်မို့မြတ်စွာဘုရားကရှင်းပြတာဟာဓမ္မကိုရှင်းပြတာသာဖြစ်တယ်ဓမ္မကိုလောကမှာတကယ်ဖြစ်ပြနေတဲ့အရာတွေကိုရှင်းပြခြင်းသာလည်းဖြစ်တယ်။ဘာကြောင့်လို့ဆိုရင်ဒီ process ကိုသိပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုတာသိရမှာဖြစ်တယ်ပေါ့နော်။ဒီလမ်းစဉ်ကြီးကဒီပုံစံတိုင်းသွားနေတာဒီပုံစံနဲ့သွားနေတို့ဘာလုပ်ရမလဲ။ဒီဖြစ်စဉ်ကြီးကတော့ဒီတိုင်းသွားမှငြင်းလို့မရ။နောက်ဆုံးမှသိဆုံးသွားပြီ။အလုံးဟာဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတဒုက္ခခန္ဓာဆို mess of suffering အလုံးဆင်းရဲအစုဖြစ်အဲ့ဒါဒီပုံစံနဲ့ဖြစ်လာတယ်ဒါသရဝါဖြစ်ပုံကိုရှင်းပြဘုန်းကြီးတွေလူဘဝရောက်လာပြီဆိုလို့ရှိရင်သရဝါတွေအလုံးဟာဒီပုံစံနဲ့ရောက်တယ်လူဘဝရောက်လာလို့ရှိရင်လည်းဒီပုံစံနဲ့ပဲရောက်လာတာအဲ့တော့ဒီပုံစံနဲ့ရောက်လာတာကိုဖန်ဆင်းလို့ရောက်လာတာလားအကြောင်းမဲ့ရောက်လာတာလားဆိုတဲ့ဒီဖန်ဆင်းလို့ရောက်လာတာလို့လည်းအဖြေထုတ်เสียမရှိဘူးအကြောင်းမဲ့ရောက်လာတာလို့လည်းအဖြေထုတ်เสียမရှိဘူး process ကြီးရှိဒါကြောင့်ဒါဖြစ်တယ်ဒါကြောင့်ဒါဖြစ်တယ်ဒါကြောင့်ဒါဖြစ်တယ် ਨੇ ဖြစ်စဉ်ကြီးတစ်ခုနဲ့လာတာအဲ့ဒီဖြစ်စဉ်ကြီးတစ်ခုနဲ့လာတော့ဒီအကြောင်းတွေကြောင့်ဒါလေးဖြစ်တယ်အေးဒီနေရာမှာဒီအကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့နေရာတွေကိုပြောရင်ဒါဖြင့်ဘုန်းကြီးတို့တွေလူဖြစ်လာတာဘာကြောင့်ဖြစ်လာသလဲဆိုတဲ့နေရာခေါင်းအမှန်မသိလို့လှုပ်တဲ့နာနဲ့လှုပ်တဲ့မလှုပ်တဲ့နာကိုမသိဘူးမသိတဲ့အခါမှာကောင်းတာလည်းလုံးမိတယ်မကောင်းတာလည်းလုံးမိတယ်မကောင်းတာလုံးမိတဲ့အလှဲ့မကောင်းတဲ့မျိုးစေ့တွေကျသွားလို့ရှိရင်တိရစ္ဆာန်ဘဝအခြားဘဝဆင်းရဲဒုက္ခရောက်မဲ့ဘဝတွေရောက်သွားကောင်းတာတွေလုံးမိတဲ့အလှဲ့ကြတော့ကောင်းကျိုးချမ်းသာရရှိသွားဒါလည်းပဲမျိုးစေ့ရဲ့သဘောပဲကိုယ်ရင်နဲ့နှလုံးထဲမှာမကောင်းတာတွေလှုပ်လို့တမာစေ့တွေလို့ကံတရားကအခါမျိုးစေ့တွေဖြစ်လာပြီဆိုလို့ရှိရင်တော့အခါမျိုးပဲရောက်တော့မှာပဲဖြစ်တယ်
အချင်းမျိုးစိတ်တွေဆိုအချင်းပဲရောက်သွားမှာအချိုးမျိုးစိတ်ဆိုရင်အချိုးပဲရောက်သွားမှာဒါအဲ့တော့ကုသိုလ်အကုသိုလ်လို့ဆိုတဲ့ wholesome state unwholesome state ကောင်းတဲ့အခြေအနေမကောင်းတဲ့အခြေအနေအဲ့ဒီနှစ်ခုဟာရှိတယ်အဲ့ဒီအခြေအနေအားလျော်စွာအဲ့ဒီအခြေအနေတွေကိုဘဝကိုဖန်တီးတတ်လို့သင်္ခါရလို့ဒီနေရာမှာခေါ်လိုက်တာသူတို့ကနေဖန်တီးလိုက်တာဘာနဲ့ဥပမာတူလို့ဆိုမျိုးစေ့ကနေပြီးတော့အပင်လေးပေါက်လာတဲ့သဘောပဲဘဝအပင်တစ်ခုရရှိလာကြပြီဟုတ်ပြီလူတွေဟာဒီဖြစ်စဉ်အပြင်တော့ unity အလုံးတူညီတယ်ဘယ်လူမျိုးပဲဖြစ်ဖြစ်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ်နိုင်ငံသားပဲဖြစ်ဖြစ်နော်ဒါတွေဟာအလုံးတူညီနေတယ်တူညီနေတဲ့အကြောင်းကောင်းတာလုံးမိတဲ့အလှဲ့မှာဒုဘဝရောက်ရှိလာကြတယ်ဒါနကောင်းမှုလုပ်ခဲ့တယ်ကိုကျင့်တရားကောင်းအောင်ထိန်းခဲ့တယ်အဲ့ဒီဒါနရဲ့ကုသိုလ်သီလရဲ့ဒါနဆိုတဲ့ကုသိုလ်သီလဆိုတဲ့ကုသိုလ်ရဲ့အကျိုးစစ်နေနဲ့အဲ့ဒီရဲ့ဒါနသီလဆိုတဲ့မျိုးစေ့ကပေါက်လာတဲ့အခါမှာလူဘဝကိုရောက်ရှိလာကြတာဖြစ်တယ်ပေါ့လူဘဝရောက်ရှိလာတဲ့အခါမှာလူတွေရဲ့ပုံပန်းတဏ္ဍအနေထားအလုံးဟာတူညီမှုတွေရှိကြတယ်ဒါဖြင့် diversity မတူညီတဲ့သဘောတွေကဘာလဲဘာကြောင့်မတူညီကြသလဲဒါကိုလည်းပဲစဉ်းစားတွေးခေါ်ကြည့်ကြရမှာဖြစ်တယ်မတူညီတဲ့သဘောတွေကဘာလို့ဆိုရင်လှပတာနဲ့အယုတ်ဆိုးတာလူချင်းတော့တူတယ်တချို့ကလှတယ်တချို့ကအယုတ်ဆိုးတယ်ကွဲပြားခြားနားသွားတယ်ဒါကြတော့ diversity မတူတော့တချို့ကအသက်ရှည်တယ်တချို့ကအသက်တိုးတယ်တချို့ကယောဂများတယ်တချို့ကကျန်းမာတယ်တချို့ကပစ္စည်းဥစ္စာချမ်းသာတယ်တချို့ကပစ္စည်းဥစ္စာမွဲတယ်စားကြတောက်စရာမရှိတော့အောင်ဆင်းရဲတယ်တချို့ကအသိဉာဏ်ထက်မြက်တယ်အိုင်ကျူဤကျူမြင့်တချို့ကထုံထိုင်းတယ်လူဖြစ်လာအသိဉာဏ်နဲ့မရှိကြအဲ့တော့မတူညီတဲ့ဒီ diversity အခြေအနေတစ်ခုဟာလူတွေမှာတွေ့နေရတယ်ဒါကအရေးပါတဲ့ diversity လို့ပြောအောင်အရေးမပါတဲ့ကွဲပြားခြားနားမှုတွေရှိသေးတယ်လူချင်းတော့တူတယ်လူမျိုးချင်းကွဲတယ်နော်လူမျိုးချင်းမျိုးရိုးမတူအဲ့ဒါကွာတယ်သို့တော့လူဆိုတဲ့အနေထားအပြင်တော့တူတူပဲမွေးဖွားပုံချင်းလည်းတူတယ်အနေထားအလုံးဟာတူတယ်လူဆိုတာတရိစ္ဆာန်နေနဲ့ကွဲပြားခြားနားတယ်လေအဲ့လူချင်းတော့တူတယ် unity ကွဲပြားခြားနားတာဘာတော့ဆိုလို့ရှိရင်မွေးဖွားတဲ့ဒေသမျိုးရိုးအားလျော်စွာမျိုးရိုးချင်းကွဲပြားခြားနားတယ်ဒါအရေးပါလားဆိုအရေးမပါလားဟုတ်တယ်ကွဲပြားခြားနားတယ်ဘာသာစကားမတူဘူးကွဲပြားခြားနားတယ်ကိုးကွယ်တဲ့ဘာသာတရားမတူဘူးကွဲပြားခြားနားမှုတွေရှိတယ်နော်အဲ့ဒီကွဲပြားခြားနားမှုတွေရှိသလိုပဲအလွန်အရေးကြီးတဲ့ကွဲပြားခြားနားမှုကအကြောင်းရှာရမယ်ကွဲပြားခြားနားမှုကဘာလို့ဆိုအယုတ်ဆိုးသူနဲ့ရုပ်ဆင်းလှပသူဘာကြောင့်ကွဲလဲအသက်ရှည်တဲ့ပုဂ္ဂိုလ်နဲ့အသက်တိုတဲ့ပုဂ္ဂိုလ်ဘာကြောင့်ကွဲနေလဲလူဖြစ်လာလို့ရှိရင်လူသက်တမ်းရှိရချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူတချို့ကချမ်းသာတယ်တချို့ကဆင်းရဲတယ်ဘာကြောင့်ကွဲတချို့ကကျမ်းမာတယ်တချို့ကယောဂများတယ်ဘာကြောင့်ကွဲတယ် diversity မတူတဲ့အခြေအနေတွေတချို့ကအသိပညာထက်မြက်တယ်တချို့ကအသိပညာမထက်မြက်ဘူးဟောအဲ့ဒီကွဲပြားခြားနားမှုတွေအဖြေထုတ်ရမယ်ဆိုရင်ဘာကြောင့်ထုတ်လဲခုနကဘဝတစ်ခုအစပြုလာတဲ့အချိန်မှာအဓိကအကြောင်းတရားကသင်္ခါရဆိုတဲ့ကံတရားဘဝကိုတိဆောက်တတ်တဲ့ကမ္မဘဝဆိုတဲ့ကံတရားအဲ့ဒီကံတရားတွေကိုအကြောင်းတရားအဖြစ်မြတ်စွာဘုရားဟောတယ်ဘ
ုန်းကြီးတို့တွေဒီဘဝမှာလည်းပဲကံတရားတွေလုံးနေကြတယ်ဆိုတာသတိထားကြည့်ဒီမြတ်စွာဘုရားဟောတဲ့တရားတွေက practical way နဲ့ရှင်းပြတာလက်တွေ့ဒီအတွေးနဲ့တင်လက်ခံရမှာမဟုတ်ဘူးယုံကြည်မှုနဲ့လက်ခံရမှာမဟုတ်ဘူးအသိဉာဏ်နဲ့ပဲလက်ခံရမှာဖြစ်တယ်ဒါကြောင့်မို့စာပေကျမ်းကမှလည်းသေချာဆိုထားတယ်ပညာယဓမ္မဝိညာဏတ္တပါတဘာဝတရားကိုပညာဖြင့်သာသိရမှာဖြစ်တယ်တရားနဲ့လက်ခံရမှာလည်းမဟုတ်ဘူးနော်အပြောနဲ့တင်လက်ခံရမှာလည်းမဟုတ်ဘူးအတွေးနဲ့တင်လက်ခံရမှာလည်းမဟုတ်ဘူးပညာနဲ့သိပြီးတော့လက်ခံရမှာဖြစ်တယ်အဲ့တော့ဘဝတစ်ခုကိုကိုယ့်အကိုဆင်ခြင်စဉ်းစားကြည့်လိုက်လူသားတွေဟာ diversity ဖြစ်နေတာဘာကြောင့် diversity ဖြစ်နေရသလဲနော်အကြောင်းရှာကြည့်ရမြတ်စွာဘုရားကဖျားပြောတဲ့ဟောတဲ့စကားလုံးလေးနဲ့စဉ်းစားကြည့်ရအောင်ကမ္မတကတတ္တာတရဝါတွေဟာကိုလှုပ်တာကိုသက်ဆိုင်တယ်ကိုလှုပ်တာကိုရကြတယ်ကမ္မတကဆိုကံသားလင်ကိုပိုင်ဆိုင်မှုရှိကြတယ်ဆိုကံသားလင်ပိုင်ဆိုင်တာဆိုတာကိုလှုပ်တာကိုနဲ့သာသက်ဆိုင်တယ်ဆိုတဲ့စကားဟာ responsible ကိုပြောတာအင်္ဂလိပ်လို responsibility နော်ကိုလှုပ်တာကိုနဲ့ပဲသက်ဆိုင်တယ်သူများနဲ့မသက်ဆိုင်ဘူးဒါကိုလှုပ်တဲ့လှုပ်ရကိုနဲ့သာကိုစားလိုက်တဲ့အစာသည်ကျမ်းမာစေတတ်မယ်ဆိုရင်ကိုပဲကျမ်းမာယောဂဖြစ်မယ်ဆိုရင်လည်းကိုပဲဖြစ်မှာကိုလှုပ်တာကိုနဲ့သာသက်ဆိုင်ကိုရင်ထဲမှာဖြစ်တဲ့အရာဒီကိုပဲကိုနဲ့သာသက်ဆိုင်အဲ့ဒီသဘောမျိုးပြော responsible ကိုလှုပ်တဲ့ကိုရင်ထဲမှာဖြစ်သွားတဲ့ကံတရားဟာကိုနဲ့သာသက်ဆိုင်ဒါဖြင့်စဉ်းစားကြည့်ဘုန်းကြီးတို့တွေမနဲ့အိယာထပြီးတော့နိုးထလာတဲ့အချိန်လေးမှာမျက်လုံးလေးနှလုံးဖွင့်ကြည့်ပြီးနားကကြားလာတဲ့အသံလေးမျက်စိကမြင်ရတဲ့ဟာဒီပေါ့သို့မဟုတ်ဘာမှမမြင်ဘာမှမကြားတော့လည်းပဲခေါင်းထဲမှာအရှိုးရှိုးဝင်လာတဲ့အတွေးတွေရောက်လာအဲ့ကြကိုယ့်ကိုစဉ်းစားကြည့်လိုက်ဒါဒီဟာကိုယုံကြည်လက်ခံမှုမဟုတ်ဘူးဟုတ်မဟုတ်ကကိုယ့်ကိုစမ်းသပ်အမှာဖြစ်တယ်နော်ဟုတ်မဟုတ်ကမနေ့အိယာထားလိုက်လို့ရှိရင်ဘာအတွေးတွေဝင်လာသလဲကို့မှာအတွေးတစ်ခုတော့ဝင်လာလိမ့်မယ်ကောင်းတဲ့အတွေးလားဆိုးတဲ့အတွေးလားဒါဖြင့်အကောင်းဆိုးဘယ်လိုခွဲမလဲသူများကိုဒုက္ခပေးခြင်းတဲ့အတွေးလားသို့မဟုတ်သူများဟာကိုရခြင်းတဲ့အတွေးလားလောဘနဲ့တွေးတာလားဒေါသနဲ့တွေးတာလားအဲ့ဒါလိုမဟုတ်ဘဲနဲ့ကောင်းတာတွေလုပ်ဖို့ကူညီဖို့မေတ္တာနဲ့တွေးတဲ့အတွေးလားအဲ့ဒီအတွေးနှစ်ခုကတစ်ခုတော့ရောက်လာမှသိချင်အဲ့ရကနိုးထားလိုက်တာနဲ့တပြိုင်နက်ကံတရားတွေဟာလုံးမိပြီးသားဖြစ်တယ်စိတ်ထဲကကြံတွေးတဲ့အတွေးတွေဟာတချို့ဟာကံအဖြစ်ရောက်ရှိသွားတယ်ကံဖြစ်ရောက်တယ်ဆိုတာဘာနဲ့ဥပမာတူသလဲတပင်တွင်ဆိုင်လိုက်လို့ပွင့်ပြီးရင်သီးတယ်ပေါ့လားသီးတဲ့အခါမှာအသီးထဲမှာဘာပါလာတော့အစိပါလာအဲ့ဒီအစိထဲမှာအပင်ပေါက်စေတဲ့တတ္တိဆိုတာတဏှာမှာရှိလာအစိတစ်ခုလုံးတော့ရှိချင်မှရှိမယ်ပေါ့နော်တယစီကိုကြည့်တယစီနောင်မီးပြားမှာတော့အပင်ပေါက်နိုင်တဲ့တတ္တိမရှိဘူးရှေ့ပိုင်းလေးမှာရှိတယ်နော်ရှေ့ပိုင်းလေးမှာမျက်စိလို့ခေါ်တဲ့နေရာလေးမှာရှိတယ်အဲ့ဒါလိုပဲမျိုးစေ့တွေမှာအပင်ပေါက်နိုင်တဲ့တတ္တိရှိတယ်အာလူးကြတော့ဘယ်ဟာပေါက်တာအာလူးသီးမှာမြက်ကွင်းဆိုတာလေးတွေရှိတယ်လေအဲ့ဒီကြောက်ပေါက်မလို့လည်းခေါ်တယ်အဲ့ဒီဟာလေးတွေကမျိုးစေ့တွေပဲသူကမျိုးစေ့တွေဟာအဲ့လိုပါလာအဲ့တော့မနေ့အိယာကနိုးထားလိုက်တာနဲ့တပြိုင်နက်ရင်ထဲမှာအပင်ပေါက်မဲ့မျိုးစေ့တွေမနောကံအနေနဲ့ရောက်လာတယ်အဲ့ဒီရောက်လာတာဟာကိုယ့်အတွက်မှာသူကနောင်အတွက်မျိုးစေ့တွေဖြစ်ပေါ်နေခြင်းပဲဖြစ်တယ်အဲ့ဒီမှာစိတ်ထဲမှာဖြစ်တဲ့ကံတရားလေးတွေကိုအာရုံပြုကြည့်လိုက်သူများပစ္စည်းကိုရလို့တဲ့
မတရားတဲ့လောဘပေါ့ကိုယ်ပစ္စည်းကိုတွေ့တာကလောဘပဲသူများပစ္စည်းကိုကိုယ်ပစ္စည်းရလို့တဲ့ပုဂ္ဂိုလ်တွေမှာဖြစ်တဲ့ဟာပေါ့နော်ဘသူပိုင်တဲ့ဘယ်ပစ္စည်းအဲ့ဒီပစ္စည်းကိုရအောင်ယူမယ်ဆိုတဲ့လောဘသားတွေပေါ့နော်ရာဇဝမှုကျွလွန်တဲ့အတွေးတွေနဲ့သူများပစ္စည်းကိုရခြင်းနဲ့လောဘကိုအဘိဓါလို့ခေါ်တယ်အဲ့ဒါယင်ထဲမှာဖြစ်လိုက်တာနဲ့တပြိုင်နက်သူကမျိုးစေ့ဖြစ်သွားတယ်စေရနာမဟုတ်ဘူးစေရနာဟံဘိက္ခွေကမ္မဝရာမိလို့ရေပုံရအဖြစ်မြတ်စွာဘုရားဟောတော်တယ်အဘိဓါဆိုတာကံတရားဖြစ်သွားပြီမနောကတခါဗျာပါဒဆိုတာကြည့်ကိုယ်နဲ့မတည့်တဲ့လူတွေးပြီးဒီလူဒုက္ခရောက်သွားရင်ကောင်းမယ်ဒီလူငါမျက်စိရောက်ကပျောက်သွားရင်ကောင်းမယ်ဆိုရယ်ဒီအတွေးဒေါသနဲ့တွေးတဲ့အတွေးတွေးပြီးလိုက်တာနဲ့တပြိုင်နက်ကိုယ့်ရင်ထဲမှာအကုသိုလ်မျိုးစေ့ကကျသွားပြီဒါကံဖြစ်သွားပြီအေးဘာတွေးတော့ဆိုရင်လောကကြီးလူတွေအကြောင်းစဉ်းစားရကနေပြီအေးမဟုတ်တာလုပ်တဲ့လူတွေလည်းကောင်းစားနေတယ်ဟုတ်တယ်လုပ်တယ်လေမကောင်းစားဘူးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတာမဟုတ်နိုင်ပါဘူးမကောင်းတာလုပ်လဲကောင်းတာတွေဖြစ်နေကြတယ်ဆိုပြီးကံကံရဲ့အကျိုးကိုညှင်းပယ်တဲ့အတွေးအမြင်တစ်ခုပေါ်လာရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်ကိုလုံးတာကိုနဲ့သက်ဆိုင်ခြင်းမရှိဘူးဒီဘဝဒီကိုခန္ဓာနောင်ဘဝနောင်ကိုစံဆိုတဲ့အတွေးတွေနဲ့တွေးမိပြန်လို့ရှင်တယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုဖြစ်လာဘဝဆိုတာသိရင်ပြတ်သွားတာနောက်ဘဝဆိုတာမစင်စားဘူးမရှိဘူးဒီဘဝပဲကောင်းစားဖို့ကြိုးစားမယ်နော်အေးတချို့နောက်တိုင်းကလူတွေပြောတယ်မို့ဆို life is too short ဘဝဆိုတာတူတူလေးနော် life is too short ဟုတ်ပြီဒါတူတယ်ဆိုတာမှန်တယ်သူတို့ဏီကုန်းဆွဲတဲ့အခါကျဘာဆွဲတော့ဆို enjoy yourself ပျော်ပျော်နေလို့ပြောတာသူတို့နော်ဘုရားဘာသာအဆုံးအမတရားတော်ရကြတော့ life is too short ဟုတ်တယ် enjoy yourself လို့မဟုတ်ဘူး take care of your life mindfulness no mindfulness what should be done what should not be done ပြောအောင်ဘာလို့သင့်နေဆိုတာ mindfulness ရှိဖို့ကောင်းနေပြီဘဝဟာတူတူလေးအကျိုးရှိတဲ့အလုပ်ကိုရွေးချယ်ဖို့သင့်တော်တယ်ဒီလိုပဲပြောအောင်နောက်ဘဝမရှိဘူးလို့လည်းတချို့ကပြောကြတယ်အဲ့ဒီအတွေးလေးဝင်လာသည့်ခြင်းတွေနဲ့မိစ္ဆာဒိဋ္ဌိလို့ဖြစ်သွားတယ်အဲ့ဒါလည်းပဲမနောကံလို့ခေါ်တယ်အကုသိုလ်ဖြစ်သွားပုံတွေကိုပြောတာအဲ့ဒီနဲ့ဆန့်ကျင်တဲ့အတွေးမျိုးဝင်လာရင်တော့သူများပစ္စည်းကိုမယူခြင်းမူသူများကိုကုညီခြင်းနဲ့ပေးခြင်းကမ်းခြင်းထောက်ပံ့ခြင်းနဲ့အနာဘိဇာတစ်ဖက်သားရဲ့အကျိုးစီးပွားကိုလိုလားတဲ့အဗျာပါဒအရောဒမေတ္တာမေတ္တာပို့တယ်ဆိုတာအဲ့ဒါမနောကံကုသိုလ်ဖြစ်နေတာမေတ္တာအလုံးအစဉ်ပြေကြပါစေဘယ်သူပဲဖြစ်ဖြစ်ခက်ခဲမကြုံကြပါစေနဲ့ဒီစိတ်ဓာတ်အကျိုးစီးပွားလိုလားတဲ့စိတ်ဓာတ်အဗျာပါဒအရောဒမေတ္တာတမာဒိဋ္ဌိအေးမကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ကောင်းတာလုပ်မှကောင်းတာဖြစ်တယ်အလုံးဟာဒီကိုလှုပ်တာကိုရတယ်လို့ခံယူလိုက်တာနဲ့တမာဒိဋ္ဌိဆိုဖြစ်သွားအဲ့ဒါကုသိုလ်မျိုးစေ့လို့ပြောတယ်အဲ့ဒါလိုပဲကိုတွေးမိတာကိုပြောတဲ့အခါမှာအမှန်ပြောတာရှိတယ်မမှန်တာပြောတာရှိတယ်အမှန်ပြောလို့ရှိရင်တော့ကောင်းတဲ့ဘက်ရောက်သွားတယ်မမှန်တာပြောပြီဆိုလို့ရှိရင်မမှန်လူတစ်ဖက်သားလွဲမှားသွားစေခြင်းနဲ့စေရနာဟာအကုသိုလ်ပဲနော်တခါတဦးနဲ့တူမတက်အောင်ခုံးတိုက်တဲ့အနေနဲ့ဘက်ပိုက်ကွယ်ရမှာအတင်းဖြင့်ပြောတယ်ခင်မင်းနေကြတဲ့လက်တွဲနေတဲ့ပုဂ္ဂိုလ်တွေကိုတူနဲ့တူဂျားဝင်ပြီးတော့တတ်ရှို့တယ်ဆိုတာဒါအကုသိုလ်တစ်ခုဖြစ်သွားမတည့်တဲ့လူတဲ့အောင်ပဲပြောပြီးတယ်ဒါကုသိုလ်နောက်တစ်ခါမဟုတ်တန်တရားတွေနဲ့မကြောက်ဝမနာတာဆဲဆူအကျိုးမရှိတဲ့စကားတွေနဲ့ပြောပါဇက်ကပဲပြောပါဇက်ကမပြောဘဲနဲ့ Facebook ထဲကဆဲလဲဆဲတာပဲဖရုဒဝါစာဖြစ်တယ် Facebook ထဲကလိမ်ရင်လည်းပဲလိမ်လီမှုဖြစ်တယ် Facebook ထဲကဂုံးတိုက်ရင်လည်းဂုံးတိုက်မှုအကုသိုလ်ဖြစ်တယ်နော်
Facebook တွေကလိန်တယ် Facebook တွေကနေပြီးတော့ဂုံးတိုက်တယ် Facebook တွေကချွန်တွန်းလုပ်တယ်အားလုံးဟာဒါမနောဝစီကံနေဖြစ်ကုန်တယ်ပေါ့နော်ဝစီကံနေဖြစ်တယ်ဝစီကံကိုကာယတွာရနဲ့ဖော်ဆောင်တယ်လို့ပြောတာကံကတော့ဝစီကံပဲနှုတ်နဲ့ပြောရတဲ့ဟာကိုလက်နဲ့ရေးပြီးဖော်ဆောင်တာဒါလည်းအပြစ်ပဲတူတူပဲတူညီသောအကျိုးပဲနောက်မဟုတ်တမ်းတရားတွေအကျိုးမရှိတဲ့စကားတွေပြောတယ်တရားလက်လွတ်အကျိုးမဲ့ဒုက္ခရောက်သွားစေတဲ့အကြောင်းအရာတွေဖော်ဆောင်တယ်တန်ဖတ်ပလပအကျိုးစီးပွားပျက်စီးမဲ့အကြောင်းတွေဟောတာဝစီတုဆိုတဲ့ရင်ထဲမှာမျိုးစေ့တွေဖြစ်သွားအဲ့တော့ကိုရီးလေးယောက်လှုပ်တာတွေကတော့အလွန်ထင်ရှားတယ်ပေါ့အဲ့ဒါလို့လူတယောက်ဟာနိုးထလာတဲ့အချိန်ကကောင်းမကောင်းဆိုတဲ့အလုံးနှစ်ခုလှုပ်လာကြဒါကိုမြတ်စွာဘုရားကဟောတယ်ဥဘောပုံညင်စပပင်စယမေသောကုရုတိဣဒာဘဝတစ်ခုရနေတဲ့အချိန်မှာတဲ့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်တင်ညိတတသကံဟောတိတင်စအာရယကိစ္စတိအဲ့ဒီသူလှုပ်လိုက်တဲ့ကောင်းမကံဒီသူနဲ့ပဲသက်ဆိုင်တယ်နော်သူနဲ့ပဲသက်ဆိုင်တယ်သူစီပဲရောက်မှာကံတရားရဲ့သဘာဝတရားကဘာနဲ့ဥပမာတူတော့ဆိုရင်လူတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်လို့ရှိရင်အဲ့ဒီဒုက္ခမျိုးကိုယ်စီပြန်ရောက်လာနော်ကိုလှုပ်လိုက်လို့လူတယောက်ဟာစိတ်ဆင်းရဲသွားရင်အဲ့ဒီစိတ်ဆင်းရဲမှုမျိုးကိုယ်စီပြန်ရောက်ကိုယ်ကနေလူတယောက်ကိုမျက်စိကန်းအောင်လုပ်လိုက်တယ်အဲ့ဒီမျက်စိကန်းမှုကကိုယ်စီပြန်ရောက်လာတခုခုထောင်ကျသွားအောင်လုပ်လိုက်ရင်လည်းအဲ့ထောင်ကျမှုကကိုယ်စီပြန်ရောက်လာကိုယ်ဟာလည်းအကြောင်းတစ်ခုနဲ့ထောင်ကျရတဲ့အနေအထားမျိုးပြန်ရောက်ဒါကကံရဲ့သဘာဝတရားလို့ပြောတယ်။ဘာနဲ့ဥပမာတူတော့ဆိုဩစတြေးလျနိုင်ငံမှာ Aborigine ဆိုတဲ့ကျွန်းနေလူရိုင်းနေကျွန်းနေလူတွေသုံးတဲ့ဘူမရင်ဆိုတဲ့လက်နက်ကြီးအကြောင်းကြားဖို့ရလိမ့်မယ်နော်။စာဖတ်ဘူးတဲ့လူတွေသိလိမ့်မယ်။ဘူမရင်နဲ့အဲ့လက်နက်ကအကောက်ကြီးဘူမရင်ကိုပြစ်လိုက်လို့ရှိရင်အဲ့ဒီလက်နက်ကြီးကပြစ်တဲ့လူစီပြန်ရောက်လာနော်ပြစ်တဲ့လူစီပြန်ကံတရားဆိုတာလေကိုလှုပ်လိုက်လို့တစ်ဖက်သားမှာထိခိုက်သွားတာပဲဖြစ်စေကောင်းစားသွားတာပဲဖြစ်စေအဲ့ဒီထိခိုက်မှုကောင်းစားမှုဒီကိုယ်စီပြန်ရောက်လာတတ်တယ်ဒီလိုဆိုလို့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဘဝတစ်ခုရထားတဲ့အခါမှာတဲ့လူတွေဟာကောင်းတာလည်းလုပ်ကြတယ်မကောင်းတာလည်းလုပ်ကြတယ်အဲ့ဒီလှုပ်သမျှသည်တင်ညိတတသကံဟောတိကိုယ်နဲ့သာသက်ဆိုင်တယ်လှုပ်သူကိုယ်တိုင်သာလည်း responsible ဖြစ်ပြီဖြစ်ယုံနေသူ့ဘာသူတာဝန်ရှိယုံနေတာဝန်ကိုမယူခြင်းရလာလို့ဆိုမရဘူးတင်စအာရယခိစ္စတိသွားလေရဒါကြီးပါတော့မယ်သူနဲ့ကိုယ်နဲ့အတူတကွလိုက်လာကိုလှုပ်ထားတဲ့လှုပ်ရက်တွေဟာကိုယ်နဲ့အတူတကွထက်ချက်မကွာရှိနေမယ်ရှောင်တိန်လို့မရဘူးလို့ဆိုလိုတယ်ပေါ့နော်ကိုယ်ရင်နဲ့နှလုံးထဲမှာဖြစ်သွားတဲ့အရာဒီကိုယ်နဲ့သာသက်ဆိုင်ပြီးကိုယ်နဲ့ထက်ချက်မကွာဖြစ်နေမယ်ဒါကြောင့်မို့မြတ်စွာဘုရားကတရားတွေကိုတတိပေးတဲ့အခါမှာဘာပေးတော့ဆိုအတ္တနိစေပိယံစင်ညာမင်းကိုကိုတတ်မိုးထားပြီးချစ်မြတ်နိုးတဲ့ဆိုရင်တဲ့နတ်နံပပိနတန်ယုစေမကောင်းတဲ့စိတ်ဓာတ်တွေမမွေးနဲ့မကောင်းတဲ့အပြောတွေမပြောနဲ့မကောင်းတဲ့လုပ်ရက်တွေမလုပ်နဲ့ဘာကြောင့်လို့မကောင်းတာတွေလုပ်ပြီးကောင်းကျိုးချမ်းသာရဖို့ဆိုတာမလွယ်ဘူးတဲ့နာဟိတံသူလဗံဟောတိဒုက္ခံဒုက္ခတာကာရိဏမကောင်းတာလုပ်ပြီးကောင်းတာခဏခေတ်မှာတော့တချို့လူတွေကမဟုတ်တာလုပ်ပြီးချမ်းသာတာလေးကြည့်ပြီးတော့မကောင်းတာလုပ်လို့ရတယ်လို့ထင်နေကြဒါဟာလည်းလွယ်မှားမှုတစ်ခုပဲနော်မကောင်းတာလုပ်လို့ဒီမကောင်းတဲ့အလုပ်ကအပွင့်အဆင့်အသီးအဆင့်မရောက်သေးဘူးသူအပင်ပဲရှိနေသေးတယ်တစ်ပင်တစ်ပင်တရားစီကအပင်လေးပြိုးကာရှိသေးတယ်ပြိုးကာရှိသေးတဲ့ပုဂ္ဂိုလ်ကတရားသီးဘယ်လိုမှစားကြလို့မရသေးဘူးမပေါက်သေးဘူးလေအစိအဆင့်ပဲရှိသေးတယ်မကောင်းတာလုပ်တာနောင်ကြတော့တီးလာပြီဆိုရင်မကောင်းတာလုပ်တဲ့လူကမကောင်းတာခံရမယ်ကောင်းတာလုပ်တဲ့လူကကောင်းတာရမယ်တီးလာမှဖြစ်တာကံတရားဟာလည်းပဲအကျိုးပေးလာတဲ့အခါမှာသူကပြောင်းလဲလို့မရဘူးတရားပင်ဆိုင်ရင်တရားသီးပဲသီးမှာပဲဓမ္မစီဆိုင်ရင်ဓမ္မပဲသီးပဲသီးမှာပဲ
ဒါဟာမပြောင်းလဲတဲ့ကံတရားရဲ့သဘောတရားပဲနော်အဲ့ဒီပုံစံနဲ့မြတ်စွာဘုရားကဟောတယ်မကောင်းတာလုပ်ပြီးကောင်းကျိုးချမ်းသာရဖို့ဆိုတာရေရှည်မှမဖြစ်နိုင်ဘူးတဲ့အခုချိန်မှာကောင်းကျိုးချမ်းသာတွေရပြီးတရင်ငါတခဏချမ်းသာနေကြတာဟာအရင်တော့ကောင်းတာတွေရဲ့အကျိုးခံစားနေရတာလို့ဒီလိုပဲဟောတယ်နော်အဆိုးကအကောင်းဖြစ်တယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးအကောင်းကအဆိုးဖြစ်တယ်ဆိုတာလည်းဘယ်တော့မှမရှိဘူးကံတရားတွေဟာမျက်နှာမလိုက်ပါဘူးမျက်နှာမလိုက်ဘူးကိုယ်လို့ရအတိုင်းပဲကိုပေါ်ထင်လာမှာပဲဖြစ်တယ်အဲ့ဒါကြောင့်ကိုချစ်မြတ်နိုးပြီးတန်မိုးထားတယ်ဆိုရင်မဟုတ်တာမလုပ်ဖို့မဟုတ်တဲ့စိတ်ဓာတ်တွေမကောင်းတဲ့စိတ်ဓာတ်တွေမမွေးဘူးဒါဖြင့်ဘာလုပ်ရမလဲလောကမှာနှစ်ခုပဲရှိတယ်မြတ်စွာဘုရားကဆုံးမတာဟာလူတွေအတွက်နှစ်မျိုးပဲလုပ်တယ်မြတ်စွာဘုရားကသရဝါတွေကိုကဲ့တင်တယ်ဆိုတာဘယ်နည်းနဲ့ကဲ့တင်တာအစွမ်းတကူနဲ့ကဲ့တင်တာမဟုတ်ဘူးအစွမ်းတကူနဲ့အုံဖွားဆိုပြီးကဲ့တင်လို့ကလောကကြီးမှာရမှာမရဘူးစဉ်းစားကြည့်လေငွေကြေးတနာအလွန်ချမ်းသာတဲ့တထေးပတ်စံအလွန်ချမ်းသာတဲ့တထေးဟာသူ့သားကိုပညာတတ်ဖြစ်အောင်လုပ်ပေးနိုင်သလားသူ့အစွမ်းနဲ့တယ်ပဲရောငါသားအခုချက်ချင်းပဲမန်းမှုတ်ပြီးတော့Doctor of Philosophy PhD ဘွဲ့ရတော့ certificate တော့ရအောင်လုပ်ပေးလို့ရမယ်တကယ်ခေါင်းထဲမှာပညာရအောင်လုပ်ပေးနိုင်လားဆိုမပေးနိုင်ဘာလုပ်ပေးနိုင်တော့ဆိုအခြေအနေကောင်းတစ်ခုကိုပေးနိုင်ကြောင်ကောင်းကောင်းထားမယ်ဆရာကောင်းကောင်းစီအပ်မယ်ငွေကြေးတနာတွေအကုန်ခံပြီးတော့ပညာသင်ခိုင်းမယ်ဒါပဲလုပ်လို့ရတယ်သားဖြစ်သူကိုယ်တိုင်ကမကြိုးစားဘူးဆိုရင်ပညာတတ်မဖြစ်ဘူးသူကိုယ်တိုင်ကြိုးစားမှဖြစ်တယ်ဒါကိုလုပ်ပေးနိုင်တဲ့အတိုင်းတာဟာကန့်သတ်ရှိတယ်ထို့တူပဲမြတ်စွာဘုရားကသရဝါတွေကိုကဲ့တင်နေဆိုတာဘယ်နည်းနဲ့ကဲ့တင်တာမိဘကသာသမီကိုကဲ့တင်တာပညာတတ်လုပ်ပေးတာဘယ်နည်းနဲ့ပညာတတ်အောင်လုပ်ပေးလဲအဲ့ဒီသဘောနဲ့ဆက်ဆက်တူတယ်မြတ်စွာဘုရားကသရဝါတွေကိုကဲ့တင်တာဟာဟိတေပဝတ္တနေနအဟိတာစနိဝတ္တနေနအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်မဲ့ဖြစ်ထွန်းစေတတ်တဲ့ကောင်းတဲ့အလုပ်တွေကိုလုပ်စေတယ်အာဟိတာစနိဝတ္တနေနမကောင်းတာတွေကရှောင်ခိုင်းတယ်ဒီနှစ်ခုဆရာဝန်ကဒုတိယကျမ်းမအောင်လုပ်ပေးနိုင်လားမပေးနိုင်ဘာလုပ်ပေးနိုင်လို့ဆိုဘယ်စားစားရှောင်ရမယ်ဘယ်ဆေးတောက်ရမယ်ဒါပဲသူပြောကျမ်းမအောင်လုပ်ပေးနိုင်တယ်ဆိုတာယောဂပြောင်းအောင်ကလည်းဆေးကပဲကုတာဆရာဝန်ကကုတာမဟုတ်ဘူးနော်ဆေးမတော့ဘဲနဲ့ဆရာဝန်ကဒီဆေးတောက်ဆိုမတော့ဘဲနဲ့ဘာယောဂမှပြောက်ဘူးဟောလုပ်ပေးနိုင်တာအတိုင်းအတာတစ်ခုနဲ့တစ်ခုစီပဲရှိအဲ့ဒါလိုပဲရှောင်ရံနဲ့ဆောင်ရံဒီနှစ်ခုပဲမြတ်စွာဘုရားဟောတယ်ကိုသားသမီးကိုကြီးပွားစေခြင်းလည်းပဲမင်းဒါမလုံးနဲ့ဒါလုပ်ဒါပဲပြောမှာပဲမိဘဒါပဲပြောတာဒီအလုပ်ကိုမလုံးနဲ့ဒီအလုပ်ကိုလုပ်ဒီလူနဲ့မပေါင်းနဲ့ဒီလူနဲ့ပဲပေါင်းဒီလမ်းကြောင်းရှောင်ဟိုလမ်းကြောင်းမရှောင်နဲ့ဒါပဲမကောင်းတာကိုရှောင်ခိုင်းတယ်ကောင်းတာကိုလုပ်ခိုင်းတယ်အဲ့ဒီနေရာဖြင့်လူတွေဟာကြီးပွားတိုးတက်ကြလိုက်နာသွားအဲ့တော့မြတ်စွာဘုရားကသရဝါတွေရဲ့ကိုးကွယ်ရာဖြစ်တယ်ဆိုတာလေအဲ့ဒီတိုင်းပဲဟိတေပဝတ္တနေနကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့အကြောင်းတရားတွေကိုရင်းနဲ့နှလုံးထဲမှာဖြစ်အောင်တိုက်တွန်းပေးတယ်လမ်းပြပေးတယ်အဟိတာစနိဝတ္တနေနဆိုးချိုးတွေကိုဖြစ်ပေါ်စေရတဲ့မကောင်းမှုတွေကရှောင်ခိုင်းတယ်ဆရာဝန်လိုပဲသဘာဝအဲ့တိုင်းပဲအဲ့ဒီနည်းနဲ့သရဝါတွေရဲ့အပေါ်မှာကြာရောက်မဲ့အနေကိုရှောင်ခိုင်းတာတဲ့အေးဒါကြောင့်ချမ်းသာခြင်းနဲ့ကြီးပွားခြင်းနဲ့ဆိုရင်မကောင်းတာမလုပ်နဲ့ချမ်းသာခြင်းလို့ရှိရင်တတ္တမကရိယကလျာဏနိစယံတံပရာယိကပုံညာနိပရလောကသမေပဋိဋ္ဌာဟောန္တိပါဏိနာဒါကြောင့်လူတွေရဲ့သရဝါတွေအတွက်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်တရားတွေကိုကြိုးစားလုပ်ပါတဲ့ကုသိုလ်ကောင်းမှုတွေဟာဒီဘဝတည်းမကဘူးပရလောကသွားရမယ့်အချိန်မှာများစွာအထောက်အကူဖြစ်ပါတယ်အားကိုးရာဖြစ်ပါဘုန်းကြီးတို့တွေဒီဘဝမှာတော့အားကိုးစရာတွေများတယ်လေ
ဟိုမှာအမေဖေရှိတယ်သားသမီးတွေရှိတယ်မိတ်ဆွေတွေရှိတယ်ကိုရှာကြံထားတဲ့ငွေကြေးတွေရှိတယ်ဒါတွေကအားကိုးစရာတွေပဲပေါ့ဒီဘဝတမလွန်ဘဝရောက်သွားပြီဆိုရင်ဘယ်သူအားကိုးကိုတယောက်တည်းသွားရမယ်ကိုတယောက်တည်းသွားမယ်မျက်လုံးလေးနှလုံးမှိတ်ပြီးဆိုကြတဲ့ကိုတယောက်တည်းသွားမယ်ဘယ်သူမှကိုနဲ့အတူဘလောက်ချစ်ကိုနဲ့အတူမလိုက်ဘူးနော်ကိုနဲ့အတူမပါဘူးကိုပိုင်ဆိုင်မှုတွေလည်းအဲ့ဒီအချိန်မှာအလုံးဆုံးလွှတ်ရမှာဖြစ်တယ်အဲ့ဒီအချိန်ကျတော့ဘယ်သူအားကိုးရမလဲလို့ဆိုရင်ကိုလုံးတဲ့ကံတရားသည်သာလဲကိုယ့်အတွက်မှာအားကိုးရဖြစ်လိမ့်မယ်ဒီအချိန်ကိုဒါကိုဒီလိုဆိုလို့အဲ့တော့ဘဝမှာဘုန်းကြီးတို့တွေနေ့စဉ်နဲ့အမျှအခုလိုကံတရားတွေနဲ့နေထိုင်ကြသည့်အတွက်ကြောင့်ဘာလုပ်ရမလဲလို့ဆိုရင်အတူချုပ်ပြောရမယ်ဆိုလို့ရှိရင်ကိုယ်ကိုယ်ကိုတန်မိုးထားပြီးတော့ကောင်းကျိုးချမ်းသာရချင်တယ်ဆိုရင်မကောင်းတဲ့စိတ်ဓာတ်တွေမမွေးနဲ့မကောင်းတာတွေမလုံးနဲ့မကောင်းတာတွေကရှောင်ရှားရမယ်ကောင်းတဲ့စိတ်ဓာတ်တွေကိုမွေးရမယ်ကောင်းတဲ့အလုပ်တွေပဲလုပ်ရမယ်ဆိုဒီဟာပဲအဖြေရထုတ်အောင်မှာပဲဖြစ်ဟုတ်ပြီဒါဖြင့်ခုနကလူတွေဟာအခုလိုကံတရားရဲ့သားကောင်ဖြစ်နေကြခြင်းကတော့တူတယ်တူသည့်အတွက်ကြောင့်ထိုကံတရားအားလျော်ဆိုတာ diversity ဆိုမတည်ငြိမ်မှုတွေဖြစ်လာရုပ်ဆိုးတာဘာကြောင့်လဲရုပ်လာတာဘာကြောင့်လဲမြတ်စွာဘုရားကကမ္မံတတ္တိဝိပစ္စတိယတိတံဟိနပဏိတတံကိုလှုပ်တဲ့လှုပ်ရက်တွေကကိုယ့်ကိုခွဲခြားပေးတယ်အောက်တန်းကြအောင်လဲကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ဖြစ်တယ်ကောင်းစားအောင်လဲကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ဖြစ်တယ်ဥပမာမဲ့လူတယောက်ရာဇဝမှုပြုလုပ်တယ်ရာဇဝမှုကြောင့်ပြစ်ဒဏ်ခံဒါကိုလှုပ်တဲ့လှုပ်ရက်ကြောင့်ခံရတယ်ကောင်းတာတွေလှုပ်သည့်အတွက်ကြောင့်ဂုဏ်ပြုခံရတယ်ဒါလည်းကိုလှုပ်တဲ့အလုပ်ပဲနော်အဲ့ဒီသဘောပဲကမ္မံတတ္တိဝိပစ္စတိကံတရားကတရားတွေကိုစူးကြုံနေမြင့်ကွဲပြားသောအောင်ခွဲခြားပေးတာဖြစ်တယ်တဲ့ဒါဖြင့်ဒီဘဝမှာအယုတ်ဆိုးအကြည့်တန်တဲ့ပုဂ္ဂိုလ်တွေကဘာကြောင့်လဲလို့ဆိုရင်ခဏခဏဒေါသထွက်တယ်ခဏခဏစိတ်ဆိုးတတ်တယ်စိတ်တိုးတယ်အမြဲတမ်းနှုတ်သီးစူးနေတဲ့လူဟာအယုတ်ဆိုးတာပဲနော်ဒါသဘာဝပဲဒီစိတ်ဆိုးနေတဲ့အချိန်ကိုယ့်ကိုမှန်နေကြည့်လှမလားအဲ့တော့ဒေါသထွက်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာငိုရွေးရည်မရတော့မျက်နှာမျိုးကြီးဖြစ်သွားပြုံးတောင်ပေးရလူကပြုံးမှမသိဘူးအဲ့ဒါမျိုးဖြစ်ကုန်ဘာလို့လဲဆိုဒေါသထွက်တဲ့အကျင့်ကြောင့်မလို့အကျင့်ကြီးပါသွားပြီနောက်ဘဝလည်းအဲ့ဒီစီရိုက်လက္ခဏာတွေပေါ်နေတယ်ဒါရုပ်ဆိုးတယ်လို့ပြောချမ်းသာဒီရုပ်လှတဲ့ပုဂ္ဂိုလ်တွေကြတော့လူကိုပြုံးရွှင်တဲ့မျက်နှာနဲ့ကြည့်တယ်နော်ဒီချစ်သောမျက်လုံးပြုံးသောမျက်နှာရှိတယ်ပုဂ္ဂိုလ်တွေဟာဖြစ်လျာဘဝမှာသူကခပ်ပြုံးပဲဖြစ်တယ်ဆိုတော့ရုပ်အစင်းကလှပတယ်လို့ဆိုတယ်ဒေါသမထွက်ဘူးဆိုရင်နောက်ဘဝလှပတယ်ဒါကအကြောင်းတစ်ခုအနေနဲ့မြတ်စွာဘုရားဟောတာအဲ့တော့လှအောင်လဲကိုလှုပ်တာပဲရုပ်ဆိုးအောင်လဲကိုလှုပ်တာဒါဖြင့်အသက်ရှိတာအသက်တူတာကြရောတခြားသတ္တဝါတွေကိုသိအောင်တတ်ခဲ့တယ်ဆိုရင်တော့အသက်တူတယ်ကိုလှုပ်တဲ့လို့ရသည်ကိုယ်စီပြန်ရောက်တယ်တော့ကိုကသတ္တဝါတွေကိုမတတ်ဘူးကယ်ဆယ်ခဲ့တယ်ဆိုရင်အသက်ရှင်တယ်ဒါယောဂများတယ်ယောဂကျမ်းမာတယ်ဆိုတာထို့တူပဲသူများကိုမကျမ်းမာအောင်လုပ်ခဲ့ဘူးလို့ရှိရင်ကိုကမကျမ်းမာမှဖြစ်ရတယ်ကျမ်းမာအောင်စေဝဒစာတို့လှူတယ်ကျမ်းမာအောင်ဆောင်းလျှောက်ပေးတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဒီဘဝမှာကျမ်းမာလာကြတယ်ဒီလိုဆိုလို့အသိပညာထက်မြက်သူမထက်မြက်သူကဘာကြောင့်လို့ဆိုရင်စဉ်းစားဆင်ခြင်ရမှာပြင်းပြီးတော့ဒီမစဉ်းစားချင်တဲ့ပုဂ္ဂိုလ်တွေဟာမစဉ်းစားသည့်အတွက်ကြောင့်မေးခွန်းလည်းမထုတ်တတ်ဘူးအဲ့တော့သူကပညာကိုမလေ့လာပညာတတ်တဲ့ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေတော့ဆိုရင်သိချင်စိတ်တွေနဲ့နှိုးဆွပြီးတော့မသိတာတွေကိုမေးတယ်လေ့လာတယ်စူးစမ်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဘဝရောက်ရင်လည်းအိုင်ကျူမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်နော်အကြောင်းတရားအဲ့ဒါပဲမိကုံမေးပြီးတော့ပညာတိုးမြင့်ပြီးတော့လုပ်ခဲ့တာလေအဲ့ဒီပုဂ္ဂိုလ်တွေကပညာထက်မြက်တယ်မစင်စားမစင်ញဘူးဒီအကောင်အဆိုးအကြောင်းအကျိုးဘာမှကောင်းတယ်မထည့်ဘူးဆိုတဲ့ပုဂ္ဂိုလ်တွေသိကျင်တတ်ချင်တဲ့စိတ်တွေအားနည်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေက
နောက်မှကြတော့လေဉာဏ်လေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်အကျူမမြင်ဘူးအကျူမဖြစ်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးတွေသွားဖြစ်တယ်သူတို့ဆိုလို့တယ်နော်အဲ့တော့ဘယ်သူမပြုတ်မိမိမှုပဲဘယ်သူကိုမှလည်းအပြစ်တင်စရာလည်းမလိုဘူးကံတရားဆိုတာကိုလှုပ်တာတွေကိုရနေကြတာပဲဖြစ်တယ်လို့သူတို့ဆိုလို့တယ်နော်အဲ့လိုဆိုတယ်လောကမှာစီးပွားဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရှိတယ်မချမ်းသာတဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကတော့ပြောကြလိမ့်မယ်ကိုယ့်အကိုစူးစမ်းပြီးတော့ပစ္စည်းဥစ္စာတွေရှာလို့ချမ်းသာတာဟိုလူတွေကပြင်းလို့အလုံးမလုံးချင်ကြလို့ဆင်းရဲတာလို့ပြောလို့မရဘူးလားဆိုရတယ်မှန်တဲ့လောက်မှန်တယ်သို့တော့အလုံးမလုံးထားခြင်းတူတူပဲလူနှစ်ယောက်လူပြေရောက်လာတယ်တယောက်ကစားစရာတောက်စရာမရှိတဲ့ဆင်းရဲမွဲတေတဲ့မိသားစုတွေတော့ဝင်စားတယ်မွေးတယ်တယောက်ကချမ်းသာကြွယ်ဝတဲ့တထေးအိမ်ရောက်သွားတယ်အလုံးမလုံးထားခြင်းတူတူပဲသူတို့နှစ်ယောက်တယောက်ကချမ်းသာတယ်တယောက်ကဆင်းရဲတယ်ဘာကြောင့်လဲအဲ့ဒါအတိတ်ကကံတရားရှိတယ်ဆိုတော့ထင်ရှားစေတယ်ပေါ့နော်အေးချမ်းသာတဲ့ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ဟာအတိတ်ဘဝတုန်းကချမ်းသာခြင်းအကြောင်းတွေကိုသူကလူခဲ့တယ်တန်းခဲ့တယ်ပေးကမ်းစွန့်ကြဲခဲ့တယ်အများကောင်းကျိုးအတွက်ထောက်ပံ့လှူဒန်းခဲ့တယ်အဲ့ဒါတွေကြောင့်မို့လို့သူ့အတွက်သူပေးတာတွေသူပြန်ရတာပဲဖြစ်တယ်မပေးမကမ်းတဲ့ပုဂ္ဂိုလ်ကကိုယ်မှရစရာလည်းမရှိဘူးသူများလည်းကိုယ်မပေးဘူးဆိုတော့ရစရာမရှိဘူးအဲ့ဒီလိုဆိုလို့တယ်ပေါ့ဒါနကောင်းမှုလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကချမ်းသာကြွယ်ဝပြီးဒါနကောင်းမှုမလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကဆင်းရဲတယ်ဒါလူဘဝဒါဖြင့်ချမ်းသာကြွယ်ဝအောင်ကြိုးစားလို့ရတာရောမရှိဘူးလားရှိတယ်ဝီရိယနဲ့ပညာနဲ့စိုက်ထုတ်ပြီးရှာလို့ရှိရင်ချမ်းသာကြွယ်ဝမှုရတယ်သို့တော့ကြိုးစားရင်ရသလားလို့ဆိုမရဘူးကြိုးစားကြတာပဲနော်ဒီကံတရားဆိုတာကွဲပြားခြားနားသွားတယ်ရေမဆေးကြောက်သွားပြီးတော့ဖားကတ်မှာရှာတဲ့လူတွေရေပြီးတော့သေသွားတဲ့လူတွေအများကြီးပဲနော်ကြောက်ခဲတွေတွေ့တော့လည်းပဲအသုံးမဝင်တဲ့ကြောက်တွေကြီးပဲတွေ့တယ်ကံကောင်းတဲ့လူကြတော့သူများကမလိုချင်ဘူးလို့ပြစ်ထားတဲ့ကြောက်ကကိုယ့်အထဲမှာပွင့်တဲ့လူတွေလည်းရှိတယ်ကံတရားဆိုတာမတူဘူးလို့ပြောတာနော်ကံတရားတွေဟာရှိတယ်အဲ့ဒီသဘောတရားတွေကိုမြတ်စွာဘုရားဟောတာဒါကြောင့်လောကလူသားတွေရဲ့ unity နဲ့ diversity တူညီခြင်းနဲ့မတူကွဲပြားခြင်းတွေရဲ့အဓိကအကြောင်းရင်းဟာဘယ်သူမပြုမိမိမှုသာလင်ဖြစ်တယ်ဆိုတာဟာအဖြေထုတ်တဲ့အနေနဲ့ဟောတာပဲဖြစ်ပါတယ်ဒီနေ့ဖန်ကြလို့ရှိရင်လူတွေရဲ့လူသားတွေရဲ့မြင့်မြတ်မှုနဲ့ယုံနေမှုဟာဘာကြောင့်လဲဆိုတဲ့အကြောင်းအရာကိုဆက်ပြီးတော့ဟောပါမယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့တဘာဝတရားတွေဟာဒီထင်ရှားရှိပြီးသားသာဖြစ်တယ်အဲ့ထင်ရှားရှိတဲ့တဘာဝတရားတွေကိုဖော်ထုတ်ဟောကြားခြင်းသာဖြစ်တယ်အရှိတရားကိုပဲဟောတာအဲ့ဒီအရှိကိုဓမ္မလို့ခေါ်တာပဲသူ့တဘာဝအတိုင်းရှိနေတဲ့အရာတွေကိုဘုန်းကြီးတို့တွေဟာအသိပညာရှိပြီးတော့တဘာဝအစစ်မှန်ကိုသိဖို့အမတ္တမအရေးကြီးတယ်ဒါကြောင့်မို့သိခြင်းနဲ့မသိခြင်းဟာအလွန်ကွဲပြားခြားနားတယ်သိလာလို့တဘာဝအစစ်မှန်သိလာလို့ရှိရင်လောကလူသားတွေဟာကြီးပွားခြင်းတိုးတက်ခြင်းဆိုတာကိုယ့်လက်ထဲမှာပဲရှိတယ်ဆုပ်ယုပ်ပြပြခြင်းလည်းပဲကိုယ့်လက်ထဲမှာရှိတယ် we are our own architect လို့ဆိုတဲ့အတိုင်းပဲကိုယ့်ဘဝကိုဖန်တီးလို့ရတယ်ကိုယ့်ဘဝကိုဖန်တီးနိုင်ဖို့အတွက်အသိပညာရှိရမယ်လုံလဝိရိယရှိရမယ်အဲ့ဒါတွေနဲ့ကိုယ့်ဘဝကိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတာကိုမှတ်သားလာယူချပြီးတော့လက်တွေ့ကြကြစဉ်းစားဆင်ခြင်ကကိုယ့်ဘဝကိုကြီးပွားအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း